အားလုံးပဲမင်္ဂလာပါဒီခေါက်ကျွန်တော်ပြောပြပေးမှာတော့ headline နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်လူတွေuser တွေအများစုမသိတဲ့အမှားလေးတွေပဲပြောရမလားပေါ့နော် view မဆိုင်မိတဲ့ဟာလေးတွေပေါ့အဲတားနှမျောဖို့ကောင်းတာပေါ့လေ view မဆိုင်မိရင်ကြတော့ဘာလို့လဲဆိုတော့ headline တွေကိုကျွန်တော်တို့ရsticker ကြီးကတ်ကြရဘာလို့ sticker ကြီးကတ်ကြလဲဆိုတော့ညစ်ပတ်လို့ပေါ့နော်မဟုတ်ရင် headline တွေကကြာတဲ့အခါမှာအဲ့လိုကြီးလေးတွေဖုံလေးတွေကြောင့်ညစ်ပတ်တယ်ဝါသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ပေါ့အဲ့အတွက်မဖြစ်အောင်ဆိုပြီးတော့အများစုက sticker လေးကတ်ကြတယ်တချို့ကတော့ကားရဲ့ design ပေါ့နော်အလှအနေနဲ့ကတ်ကြတာလေးရှိဒါပေမဲ့အဲ့မှာသူကဘာလဲဆိုတော့ဟိုကတ်တဲ့ဘိုင်းမှာကတ်တာပြဿနာမရှိဘူးကတ်ပြီးွားရင်တော့ကျွန်တော်တို့ကမေ့သွားပြီဒီတိုင်းလေးပဲထားလိုက်မိအဲ့မှာ2နှစ်3နှစ်ကြော်သွားပြီ4-5နှစ်လောက်ကြော်သွားတဲ့ခါကျရင်အဲ့ sticker တွေကအဲ့ headlight တွေကဘာဖြစ်လာလဲဆိုတော့ sticker ကတ်ထားတဲ့အတွက်ကြောင့်မီးခွက်တွေကကျင်လာတယ်ပေါ့နော်စကျင်လာတယ်ကျင်လာပြီးွားရင်ကွဲတဲ့ဟာတွေပါဖြစ်လာအဲ့တော့ကျွန်တော်အမျိုးတွေကိုအကြံပေးချင်တာ headlight တွေကို sticker ကတ်မယ်ဆိုရင်2နှစ်3နှစ်လောက်အတွင်းမှာတစ်ချိန်လောက်အဲ့လိုပြန်လဲပေးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အဲ့ဒါလေးကမှကောင်းမှာပေါ့နော်ရေရှည် maintain မီးလုံး headlight အတွက်ကောင်းတာပေါ့ဒီမှာကျွန်တော်ပြပေးမယ်ဒီကောင်လေးဆိုရင်ဒီကားလေးဆိုရင်သူကကတ်ထားတာကြာသွားတော့ပေါ့နော်ဒီမှာကျင်းနေဆိုတာဒီပေါ်မှာဒီလိုຢာလေးတွေဖြစ်တာပေါ့နော်အဲ့ဒါနေကြာသွားရင်ဒီလိုမျိုးကွဲသွားပြီဒီလိုကွဲတာပေါ့နော်ကွဲတာလေးတွေအောင်အဲ့ညာဘက်ဒါဘယ်ဘက်နော်ဘယ်ဘက်ဆိုကြီးအကြီးပဲဒီမှာဘယ်ဘက်အကြီးပဲကွဲတယ်တော်တော်ကြီးကြီးတယ်အဲ့ဒါကျွန်တော်ပြမယ်စတစ်ကာကတ်လို့ပေါ့ဒီမှာစတစ်ကာသားနော်အဲ့တော့ဘာလို့ရမလဲဆိုတော့ဥပမာကိုကနေတဲ့နေရာကြောင့်ဆိုင်သွားဖို့ပြင်မှုစင်မှုအခက်ခဲဖြစ်တယ်မိခွက်ကလည်းဒီလိုမျိုးကျင်လာပြီဆိုရင်ကောင်းတာကိုကအိမ်မှာခွာလိုက်ရင်ဒီလိုဇောင်းလေးတွေကခွာပေါ့ဒီတိုင်းသူကလက်တစ်ဖက်တည်းနဲ့မနိုင်တော့ဘူးဒီကောင်လေးကတော်တော်ကတ်တယ်ဒီလိုခွာရင်တစ်ဖက်ကမီးလုံးကိုဖိထားမဖိထားဘဲနဲ့ဒီလိုစောင့်ဆွဲလိုက်ရင်ဒီအတက်ကကျိုးွားတတ်တယ်ပေါ့နော်ဒီအတက်တို့ဒီအထိုင်တို့ကနေကျိုးွားတတ်တယ်အဲ့တော့ခွာလိုက်ဖိလိုက်ခွာလိုက်ဖိလိုက်လို့ကွာဝါးလိုက်ကွာဝါးပြီဆိုရင်ဒီတိုင်းမထားနဲ့ဒီတိုင်းထားရင်ကြောက်သူကဘာပြန်ဖြစ်မလဲဆိုတော့ကော်ကြံခဲ့တာမီးလုံးကကော်တွေကြံခဲ့တဲ့အတွက်အဲ့ဒီဟာဟိုဖုံနေနဲ့သဲတွေနဲ့အဲ့လိုမျိုးဖြစ်တဲ့ကမိုးရွာလိုက်ဆိုရင်ဒီကောင်ကပို့ပြီးတော့မြန်ညစ်ပတ်တာတို့ထပ်ကျင်တာကွဲတာကိုဆက်ဖြစ်လိမ့်မယ်အဲ့ကော်ကိုကြတော့ဘာဆက်လုပ်ရမလဲဆိုတော့ဓာတ်စီဖြစ်ဖြစ်တင်တာလေးနဲ့ဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးအဝတ်ကလေးနဲ့ပုတ်လိုက်ပုတ်ပြီးရင်ချက်ချင်းအဝတ်6တစ်ခုနဲ့ပြန်ပုတ်လိုက်ပေါ့အဲ့လိုမျိုးပုတ်လိုက်ရင်တော့ဒါကတော့ညံတာပေါ့နော်မဟုတ်ရင်ကြတော့အကောင်းဆုံးကတော့ဘယ်လိုပြောရမလဲမီးလုံးဆိုင် headlight ဆိုင်ကိုပေါ့နော် sticker ဆိုင်ဆိုင်ကိုသွားလိုက်ပေါ့နော်2နှစ်လောက်နေပြီဆိုရင်တော့တစ်ချိန်လောက်လဲလိုက်ပေါ့လဲတဲ့ခါကျရင်လည်းကိုကဘေးကနေကြည့်နေခုနကလို့ကျွန်တော်ပြောသလိုပေါ့နော်အဲ့ headlight လေးကိုသူတို့ cleaning တေချာလေးလှုပ်လားဆိုတော့တေချာလေးကြည့်ပေးပေါ့မဟုတ်ရင်အလွယ်လှုပ်လိုက်လို့ကြံဝိုင်းကြတော့လေမီးလုံးက damage ဖြစ်တာပေါ့ဒီကောင်လေးဆိုနှမျောဖို့ကောင်းတယ်မီးခွက်ကြီးတွေကအကောင်းကြီးအခုဘာမှလုပ်လို့မရတော့ဘူးကျင်နေကွဲနေပြီဖြစ်တဲ့အတွက်လဲရမှာလဲတဲ့ခါကျရင်ဒီကောင်တစ်စုံဆိုရင်8သိန်း10သိန်းလောက်ကိုကြလိမ့်မယ်အဲ့တော့ဘာမှမဟုတ်ဖ ೇನೆ နှမျောဖို့ကောင်းတာပေါ့နော်ဒါအမှန်ဒီကောင်စတစ်ကာလေးခွာကတ်ရင်ကြတော့ဘယ်လောက်မှမကုန်1000ခွဲ2000လောက်ပဲထင်ပါတယ်ဈေးတော့တခြားမသိဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကောင်းတာကတော့ headlight ကိုစတစ်ကာကတ်ထားရင်တခြားလေး view ဆိုင်ပြီးတော့ကြည့်ပေးပါ2နှစ်တစ်ချိန်လောက်လဲပေးပါခွာရင်လည်းကိုယ့်အကိုအိမ်မှာခွာရင်လည်းခွာပြီးသွားတာနဲ့ကော်လေးတွေပြအောင်လေးတန်ရှင်း cleaning လေးတခြားလေးလုပ်ပေးပေါ့နော်ဒါကတော့ headlight နဲ့ပတ်သက်ပြီးတော့အမျိုးတို့knowledge sharing လေးတစ်ခုပြောပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းမြတ်ပါ